နဲ့အောင်ချဘိုလ်ချုပ်အောင်ဆန်းနေတကွာအာသာနီခေါင်းဆောင်ကြီးများအားမြစ်တာပုတ်အမျှဝေရင်2မိနစ်ငြိမ်သက်စွာနေရန်2မိနစ်ညို့လွမ်းသူပန်းဝေချပေးနိုင်မှရန်တင်ပြအပ်ပါတယ်ခင်ဗျာ